ခုလိုဖိတ်ခေါ်ပေးရဆရာဦးထွန်းသူလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဒီတစ်ခေါက်ဒီဒုတိယပိုင်းပေါ့နော်ဒီဒုတိယပိုင်းမှာတော့ဒီဒေါ်လာရင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေပြောပြခြင်းတယ်ပေါ့နော်ပြီးတော့ဒီအာနာသိန်းကိုမလိုလားတဲ့ဒီကျမတို့နဲ့အတူတူပြည်သူတွေကခုခံတွန်းလှန်ခဲ့တာအခုဆိုလို့ရှိရင်ဒီ9နှစ်ရှိပြီပေါ့နော်ဒီ9နှစ်ကာလအတွင်းမှာဒီစစ်ကောင်စီတပ်ဖွဲ့တွေကဒီပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တယ်ပြီးတော့လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်တယ်နေအိမ်တွေကိုမီးရှို့တယ်နေအိမ်တွေကိုမီးရှို့တယ်ပြီးတော့ဒီရွာလုံးကျဲမီးရှို့တယ်ပေါ့နော်အဲ့လိုမျိုးတွေကိုဒီကျမတို့ရဲ့ရောဒေတာတွေမကပဲဒီမြန်မာတနိုင်ငံလုံးမှာဒီမြင်တွေ့ရတယ်ပေါ့နော်ဒီမြန်မာတနိုင်ငံလုံးမှာမြင်တွေ့ရတယ်ပြီးတော့ဒီစစ်အာဏာရှင်စနစ်ကိုဖြုတ်ချဖို့အတွက်တော့ဒီအာကျမတို့ယောဂကိုတက်ဝင်တက်ကဒီတိုက်ပွဲလည်းဖော်ဆောင်မှာဖြစ်တယ်ပြီးတော့ဒီကျမတို့အနေနဲ့ပေါ့နော်ဒီအာဏာရှင်စနစ်ပြုတ်ကြမှာဒီကျမတို့ရဲ့နိုင်ငံရဲ့ပညာရေးလူမှုရေးပြီးတော့လူတဦးတယောက်ချင်းစီမှာရနိုင်တဲ့အခွင့်အရေးပေါ့နော်ဒီအခွင့်အရေးတွေမဆုံးရှုံးမှာဖြစ်တဲ့အတွက်အာဒီအာဏာရှင်စနစ်မပြုတ်ကြမချင်းပေါ့နော်ဒီတော်လန်သွားဖို့ရှိတယ်ပြီးတော့တော်လန်တော့ရှိရဲဒီပြီးတော့ကျမတို့ယောဂကွယ်တက်ရလဲဒီຫນွေဦးတော်လန်ရေးကနေပေါက်ဖွာလာတဲ့အတွက်ကြောင့်ဒီပြည်သူတွေရဲ့ဆန္ဒကိုလည်းဦးစားပေးသွားဖို့ရှိတယ်ပြီးတော့ဒီအခုလိုအာဏာရှင်စနစ်ကိုဒီတော်လန်မဲ့အချိန်မှာလည်းပါဒီကျမတို့ရဲ့ယောဂကွယ်တက်ကဒီတိုင်းရင်းသား EROC မှာသွားပြီးမှဒီတင်တဲ့နေတက်ရောက်ခိုင်းပေါ့နော်ဒီတင်တဲ့နေတက်ရောက်ခိုင်းတဲ့ဒီတော်လိုင်းမှာဆိုတော့ဒီကြားမှာမရွေးဘူးအသက်အရွယ်မရွေးဘူးဒီအသက်အရွယ်မရွေးဘူးအာလူမျိုးဘာသာမရွေးဘူးပေါ့နော်အလုံးတက်ရောက်ကြတယ်အမှဆိုလို့ရှိရင်ဒီအမျိုးသားတွေလည်းပါလို့အမျိုးသမီးတွေလည်းပါတယ်ပေါ့နော်ဒီတင်တန်းမှာဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးဒီခွဲခြားဆက်ဆံတာမျိုးလည်းမရှိဘူးပေါ့နော်ဒီခွဲခြားဆက်ဆံတာမျိုးမရှိဘူးအမျိုးသားနဲ့တန်းတူအမျိုးသမီးတွေလည်းအတူတူရင်မောင်တန်းတယ်ပေါ့နော်ဒီအာအပြစ်ပေးခံရလဲအတူတူပေါ့အခွင့်အရေးရလဲအတူတူပေါ့နော်ဘယ်ရမှဒီအမျိုးသမီးရဆိုပြီးဒီ short ပေးတာမျိုးတွေလည်းမရှိခဲ့ဘူးပေါ့နော်ဒီပြောရမယ်ဆိုတော့လက်ကျိန်မှာဆိုစစ်ကြောင်းတွေဘာရှောက်ကြရဲဆိုလို့ရှောက်ကြရဲပေါ့နော်ဒီရှောက်ကြတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီအမျိုးသမီးပါဆိုပြီးခြံထားခဲ့တာမျိုးတွေလည်းမရှိဘူးပေါ့နော်ဒီအဲ့နေကဒီတင်တန်းမှာစစ်ကြောင်းလျှောက်ရနေဆိုမိနစ်9နာရီထိုးကနေစရဲဆိုဒီည12နာရီမှဒီဥတီရဲ့နေရာကိုရောက်တယ်ပေါ့နော်အဲ့နေရာမိုးရွာတယ်ပြီးတော့ဒီမိုးတွေရတယ်ပြီးတော့ဒီနေရာမှာပြီးတော့ဟိုတနေကုန်လမ်းလျှောက်ရတယ်ပြီးတော့မိုးတွေလည်းရွာရဲဆိုတော့ကြောင့်အမျိုးသမီးပါဆိုပြီးထားခဲ့တာမျိုးလဲသူမရှိဘူးပေါ့နော်အကုန်လုံးတန်းတူပဲကျမတို့အမျိုးသမီးအနေနဲ့လဲငါမလုံနိုင်ပါဘူးဆိုရဲစိတ်မရှိဘူးပေါ့နော်ဒီငါလုတ်မှရမယ်ဆိုရဲစိတ်နဲ့ဒီတင်းတန်းတွေကိုတက်ရောက်ခဲ့ပေါ့နော်ဒီတင်းတန်းမှာဆိုလို့ရှိရင်မငင်းမြင်တာကတော့ဒီအဲအမျိုးသားတွေတောင်မှအမျိုးသမီးတွေကပိုပြီးတက်မှနေရလို့တော့မြင်တယ်ပေါ့နော်အမျိုးသားတော်များများဆိုစေးနာအနာနဲ့ပေါ့နော်ဒီအမျိုးသမီးတွေတော့စေးနာနဲပေါ့နော်ဒီအာမာတင်တန်းနေပါဆင်းတယ်ပြီးတော့တင်တန်းဆင်းပြီးတော့ဒီအမျိုးသားတွေသူ့တာဝန်အတီးတီးဖက်နဲ့ဒီအမျိုးသမီးတွေလည်းပေါ့နော်တာဝန်ကိုစီနဲ့ပေါ့ဆေးပိုင်းတို့ဒီဆေးပိုင်းတို့ဒီရုံးပိုင်းတို့မီဒီယာပိုင်းတို့ဒီပြည်သူ့စစ်ဆိုင်ပိုင်းတွေမှာဒီတာဝန်ကိုဒီဟိုဖန်ဆောင်ခဲ့ကြရပေါ့နော်ဒီတော်လိုင်းကြီးမှာအမျိုးသားတွေမကပဲဒီအမျိုးသမီးတွေလည်းပါဝင်နေတာကိုတွေ့ရပါတော့ဒီကိုယ့်ရဲ့ရောဒေတာအပေါင်းပေါ့နော်ဒီမြို့နယ်အသီးသီးမှာရှိတဲ့အဖွဲ့အစည်းတွေမှာအမျိုးသမီးတွေပါဝင်တာတွေ့ရတဲ့အတွက်မငစ်အနေနဲ့ဝမ်းသာတဲ့ဂုဏ်ယူတယ်ပြီးတော့ကိုယ့်ထက်ငယ်တဲ့သူတွေလည်းတော်လိုင်းရေးလုပ်နေတဲ့သူတွေလည်းရှိတယ်ကိုယ့်ထက်ငယ်တဲ့သူတွေဆိုလို့ရှိရင်လည်းလေးစားတယ်ဂုဏ်ယူတယ်လေးစားရကုန်ရပြီးတော့ဒီအာ
ဒီတက်စခန်းတွေမှာဘာတွေမှာဆိုလို့ရှိရင်ဒီအမျိုးရဲဘော်တွေကကိုနေမဲ့တဲကိုဘာကိုဆောက်တယ်ဆိုဒီကျမတို့စစ်မီလဲကိုနေမဲ့တဲကိုဘာကိုဆောက်တယ်ပေါ့နော်စစ်မီဆိုပြီးလို့ရှိရင်မင်းကလေးဆိုပြီးလို့ရှိရင်တော့ဒီမလုံနိုင်တဲ့အရာမလုံနိုင်တဲ့အရာဘာညာတော့ကန့်ကွက်မထားဘူးပေါ့နော်ဒီရဲဘော်ရှီတန်းလိုက်တယ်ဆိုရင်တောင်မှဒီကျမတို့ကတော့ဒီစိတ်သက်သားအနေနဲ့ရှီတန်းထီလိုက်ပြီးမှဒီတိုက်ပွဲတွေကိုတိုက်ပွဲမှာပါဝင်ခဲ့ဘူးတယ်ပေါ့နော်ပါဝင်ခဲ့ဘူးတယ်ပြီးတော့ဒီကျမတို့ကဒီတော်လိုင်းလုပ်တယ်ဆိုတာလွတ်လပ်ခြင်းလို့မဟုတ်ဘဲနဲ့လုံးဝလွတ်မြောက်ခြင်းလို့ပေါ့နော်ဒီပြည်သူတွေအခုခံစားနေရဒီအကျက်အတဲတွေဒီကြုံတွေ့နေရတဲ့အခက်အခဲအားလုံးလွတ်မြောက်ဖို့အတွက်ဒီတော်လိုင်းလုပ်နေရပေါ့နော်ဒီဒေါ်လာလုံနေရဲ့အမျိုးသားတွေမကပဲအမျိုးသမီးတွေလည်းလုံးဝတိတိကျကျပါဝင်တာကိုတွေ့ရတယ်ဒီကျမတို့ရောဒေတာမှာမကပဲဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီအမျိုးသမီးတွေအကုန်လုံးလည်းဒီတိတိကျကျနဲ့ပါဝင်နေတာတွေ့တယ်ပြီးတော့ကျမတို့ရောဒေတာအပါဝင်တနိုင်ငံလုံးလွတ်မြောက်ရေးရတဲ့အထိဒီတိုက်ပွဲဝင်သွားပါမယ်လို့ပြောရင်းနဲ့အဆုံးသတ်ရှင်ပါရှင်